ဒူးမဲဂျိုင်းမဲတထောင်မဲအကျော်ပြက်ရာတွေပျောက်တဲ့စက်ပြာလေးလဲလိုချင်တယ်နေ့စဉ်သုံးဖို့အတွက်လဲလိုချင်တယ်ဆိုလို့ရှိရင်ဒီကောင်လေးရှိပါတယ်စကရက်အပြင်းစားကြီးမဟုတ်ဘဲနဲ့သူက exfoliator အဆင့်မှာနေ့စဉ်လဲသုံးလို့ရမယ်ဂျိုင်းမဲတာတွေဒူးမဲတာတွေတထောင်မဲတာတွေအကျော်ပြက်ရာတွေနောက်ဖနှောင်ကွဲတာတွေနောက်ပြီးအရေးပြားရားရန့်တာတွေပေါ့နော်ဒါတွေကိုပျောက်ကင်းစေခြင်းတယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုသုံးပါ100 gram အချစ်တုံးကြီးကိုမှ6500ကျပ်ပဲရှိပါတယ်ရေဆိုလို့လုံးဝမနူးသွားပါဘူးဒီကောင်လေးအသုံးလဲခံပါတယ်ရှင်အနံလေးကစားကော်ဖီနွေးနဲ့လေးမှုေးပြီးတော့เนาะရေချိုးခန်းထဲမှာကော်ဖီတောက်ရတယ်လို့မျိုးခံစားရစေတဲ့ကော်ဖီနွေးဆက်ပြလေးပါသူကဆွစ်ဇာလန်နိုင်ငံကဗီတာမင် E ရစားထည့်ထားပေးတဲ့အတွက်အသားရည်လေးတွေဆိုရင်လက်မှာအကျောရလေးတွေကစားပေါ်ပြီးတော့သူတထောင်မဲတာတွေလည်းမဖြစ်ဘူးဂျိုင်းမဲတာတွေကစားလက်ချို့ဆိုရင်လေဘင်းတွေခုတ်တွေမဲတာတွေကစားလုံးဝကိုမျက်နှာလေးရှင်းကြည့်ပြီးတော့ပျောက်ကင်းစေတယ်ပေါ့เนาะအဲ့လိုမျိုးလေးပါเนาะသူဟာလေးကဈေးနှုန်းအဖြစ်ဆိုရင်လည်းအရန်လေးတန်တယ်6500ပဲရှိပါတယ်100 gram အချစ်တုံးကြီးပါသုံးကြည့်ပါရှင်ကိုကော်ဖီနည်းနည်းဆက်ပြလက်လီလက်ကားရပါတယ်ဆိုင်ပေါ်မှာတင်လို့လည်းရပါတယ်ရှင်ဆိုင်ပေါ်မှာတင်မဲ့လူတွေအတွက်လက်ကားဈေးသက်သက်ရှိပါမယ်เนาะ